ငရုတ်ကြပွေးချာမတွေးလို့ဆိုပြီးကိုမိမကိုတတ်လိုက်တဲ့မြန်မာအမျိုးသားပေါ့နော်မနေ့ညထိုင်းနိုင်ငံဘန်ကောက်မှာဖြစ်သွားတာပေါ့နော်အဲ့ဒီအမျိုးသားကည10 နာရီမှာအရက်မူးပြီးတော့အိမ်ရောက်လာတယ်အိမ်ရောက်လာတော့ဘိုက်စာတော့သူကဟင်းမရှိလို့လားဘာလားမသိဘူးပေါ့နော်အဲ့လိုနဲ့ငရုတ်ကြပွေးချာရာကနေလေမြားနှစ်ယောက်ရံဖြစ်တာပေါ့နော်အဲ့လိုကနေသူကငရုတ်ကြပွေးချာတာမတွေ့ရကောင်းလားဆိုပြီးတော့သူဟင်းလီတဲ့ဓာတ်နဲ့သူ့အမျိုးသမီးလေပင်ကိုထိုးလိုက်တာပေါ့နော်အဲ့လိုနဲ့အဲ့ဒီအမျိုးသမီးကဒဏ်ရာရပြီးတော့ဆေးရုံရောက်သွားပြီမဲ့လည်းအသက်ဆုံးရှုံးရတာပေါ့နော်သူတို့လင်မယား2ယောက်မှာတာသမီ9ယောက်ရှိတယ်တဲ့ပြောချင်တာကအမျိုးသမီးတွေကိုရီးစားထားမယ်ဆိုရင်ကိုရီးစားကအရက်တောက်တတ်တယ်ဆိုရင်ဝေးဝေးကနေရှောင်ပါအခုဒီထိုင်းနိုင်ငံမှာဖြစ်သွားတဲ့ဒီမြန်မာမိသားစုအတွက်ကြောင့်မို့မြန်မာမိသားစုနဲ့ပတ်သက်ပြီးတော့စိတ်မကောင်းပါဘူးကြိုင်းကြီးခဲ့တဲ့ကလေး9ယောက်ဆက်လက်ပြီးတော့ဘယ်လိုအသက်ရှင်ရမလဲစဉ်းစားကြည့်တဲ့အခါမှာတကယ်စိတ်ထဲမှာစိတ်မကောင်းဘူးပေါ့နော်တကယ်တမီးစားထားမယ်ဆိုရင်ကိုရီးစားတက်မှာအရက်တောက်တတ်တဲ့ယောက်ျားဖြစ်မယ်ဆိုရင်ဝေးဝေးကနေရှောင်ပါကျမကိုယ်တိုင်အရက်သမားတမီးဖြစ်ခဲ့တဲ့အတွက်ကြောင့်မို့လို့အရက်သမားနဲ့အတူနေရတဲ့မိမအရက်သမားရဲ့တမီးဖြစ်ခဲ့တာတမီးဖြစ်ခဲ့ရတဲ့အဲ့ဒီခံစားချက်ကကျမကောင်းကောင်းသိတယ်ဒါကြောင့်စီကန်တကြားနဲ့တောက်တတ်တဲ့ယောက်ျားဆိုတော့ကိစ္စမရှိဘူးစီမဲ့ကမဲ့အရက်ကိုအရန်ကြိုက်တယ်အရက်ကိုဦးစားပေးတယ်ဆိုတဲ့ယောက်ျားအဲ့လိုမျိုးရီးစားရှိရဆိုရင်အမျိုးသမီးထုဝေးဝေးကနေရှောင်ပါလို့ကျမကတော့အဲ့လိုမျိုးအကြံပေးချင်ပါတယ်